လောကမှာလူဘဝရလာပြီးတဲ့အချိန်မြည်သည့်တတ္တဝါပဲဖြစ်ဖြစ်မြည်သည့်လူသားပဲဖြစ်ဖြစ်အန္တရာယ်ဆိုတာရှိတတ်တယ်ကြောင့်မဲ့ဖွယ်ရအန္တရာယ်ကြောက်လန့်ခြင်းကိုဖြစ်စေတတ်တဲ့အာယုန်တို့ကြောက်လန့်ပွဲကိုဖြစ်စေတတ်တဲ့အရာတွေကိုဘယဘေးကြောက်စရာအဖြစ်ဘယဆိုတဲ့စကားလုံးကိုသုံးပြီးတော့မြန်မာမှာဘယကိုဘေးလို့ပဲဘာသာပြန်တယ်တကယ်အဲ့တော့ဘယဆိုဒီမှာကြောက်စရာဘေးဆိုတာကြောက်စရာဆင်းရဲဒုက္ခတွေနဲ့ကြုံဆုံပြီးတဲ့အခါမှာကြောက်မဲ့ဖွယ်ရာတွေနဲ့ကြုံကြရဘေးဆိုကဆိုရန်ဆိုအန္တရာယ်ဆိုဆိုတာတွေနဲ့ကြုံတွေ့ပြီးဆင်းရဲဒုက္ခကိုရောက်စေတတ်တယ်။ဒါကြောင့်မို့လောကကြီးမှာဘေးမတိယမခချမ်းသာဒုက္ခရဖို့လို့ဆိုတဲ့အခါမှာဘေးရန်အန္တရာယ်တွေကိုရှောင်တတ်ဖို့လိုအပ်တယ်။တချို့ဘေးရန်အန္တရာယ်ကမိမိကိုယ်တိုင်ကြည့်ပြီးတော့ရှောင်ရတချို့ဘေးရန်အန္တရာယ်တွေကြတော့ဘေးရန်အန္တရာယ်တွေကိုဖြစ်စေတတ်တဲ့အကြောင်းအရာတွေဘေးရန်အန္တရာယ်ကိုဖြစ်ပေါ်စေတတ်တဲ့အခြေအနေဆိုးတွေကလွတ်ကင်းအောင်ကောင်းကျိုးချမ်းသာပေးနိုင်တဲ့အရာတွေကိုမိမိတို့ကိုယ်တိုင်ချွတ်တင်ဖော်ဆောင်ထားခြင်းဖြင့်ဘေးရန်အန္တရာယ်ကလွတ်ကင်းနိုင်တယ်လို့ကြောင့်မဲ့ဖွယ်ရာကောင်းတဲ့ဘေးဆိုးကပ်ဆိုးဆိုတာယမယံခသဘာဝတွေကပြုလုပ်လို့လဲဂျုံတတ်တယ်တခါတရံကျတော့မိမိတို့လူသားတွေကဖန်တီးလို့လည်းပဲဘေးဆိုးကပ်ဆိုးအန္တရာယ်ဆိုးဆိုတာဖြစ်တတ်တယ်တဘာဝဖြစ်လာတဲ့ဘေးဆိုးကပ်ဆိုးတွေကြာရောက်လာတဲ့အခါမှာလောကလူသားတွေဒုက္ခရောက်ကြတယ်လူသားရဲ့ဖန်တီးမှုကြောင့်ဖြစ်ပေါ်လာတဲ့ဘေးဆိုးကပ်ဆိုးတွေရောက်လာတဲ့အခါမှာလဲလူသားတွေဟာဘေးရန်အန္တရာယ်နဲ့ကြုံကြရတယ်တဘာဝအားဖြင့်ဘေးရန်အန္တရာယ်ဆိုတာလောကမှာအမျိုးစုံတယ်ခုခေတ်ပြောမယ်ဆိုရင်စစ်ပွဲကြီးတွေဖြစ်ပွားလို့လက်နက်ကြီးတွေနဲ့ချင်းချင်းတိုက်ကြခိုက်ကြလို့မလွန်မကင်းအန္တရာယ်နဲ့ကြုံတွေ့ပြီးတော့သေကျေပျက်စီးရတဲ့ဘေးရန်မျိုးဒီလိုဘေးရန်မျိုးလဲကြုံဆုံနေတာဒီကနေ့ခေတ်မှာနေမယ်စစ်ပွဲအန္တရာယ်နဲ့ကြုံဆုံပြီးတော့တိမ်းရှောင်ထွက်ပြေးနေကြတဲ့လူတွေသို့မဟုတ်စစ်ဘေးအန္တရာယ်အတွင်းမှာပဲအသက်ဆုံးသွားတဲ့ပုဂ္ဂိုလ်တွေလောကကြီးမှာရှိနေတော့မယ်ယမယံခါကျတော့မြေငလျင်တုံဟီးလို့အဆောက်အဦတွေပြိုကျပျက်စီးခြင်းကြောင့်ထိုအဆောက်အဦတွေမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဘေးရန်အန္တရာယ်နဲ့ကြုံကြရပြန်ယမယံခါကျတော့ကြီးမားတဲ့လေပြင်းမုန်တိုင်းကြီးတွေတိုက်ခတ်သည့်အတွက်ကြောင့်လေပြင်းမုန်တိုင်းရဲ့လမ်းကြောင်းကျလို့လေအန္တရာယ်ကိုမတွန်းလှန်နိုင်တဲ့အဆောက်အုံထဲမှာနေကြရတဲ့ပုဂ္ဂိုလ်တွေမှာဆိုရင်လေဘေးဆိုးကပ်ဆိုးအန္တရာယ်ဆိုးနဲ့ကြုံတွေ့ကြပြန်တယ်တခါတရံကျတော့ဒီလိုင်းကြီးတွေတက်လာပြီးတော့ဒီရေတိုက်စားသွားလို့သို့မဟုတ်တောင်ကျရေတွေနဲ့ဆုံစည်းလို့ရေထဲမှာမျောပါပြီးဒုက္ခရောက်သွားကြတာတွေလည်းရှိတယ်အဲ့တော့လောကကြီးမှာဘေးရန်အန္တရာယ်ဆိုတာအလွန်များတယ်အသက်ရှင်မှုကိုချိန်ချောင်နေတဲ့ဘေးရန်အန္တရာယ်တွေမြောက်များစွာရှိတယ်သို့တော့အသက်အန္တရာယ်မှုကိုမချိန်ချောင်တော့လည်းပဲဒုက္ခပေးရတဲ့ဘေးရန်အန္တရာယ်မျိုးတွေကလည်းလောကမှာရှိသေးတယ်အသက်အန္တရာယ်ကိုချိန်ချောင်တဲ့ဘေးရန်တွေကြတော့အများကြုံလို့ကြုံရတာမျိုးတွေဖြစ်သည့်အတွက်ကြောင့်ရှောင်ရှားဖို့ဆိုတာခက်ခဲတယ်ဘေးရန်ကြုံတဲ့ဧရိယာထဲမှာမိမိတို့ဟာ
ကံမကောင်းအကြောင်းမလားလို့ကြာသွားလို့ရှင်ဘေးဆိုးကတ်ဆိုးနဲ့ခြုံတွေ့ကြအဲ့ဒီအခါမှာဘေးဆိုးကတ်ဆိုးလွတ်ကင်းမို့လို့ဆိုတဲ့အနေထားနဲ့ယမယံခမိမိတို့ရဲ့ကုသိုလ်စွမ်းအားစိတ်စွမ်းအားတွေနဲ့လည်းဘေးဆိုးကတ်ဆိုးကလွတ်ကင်းသွားနိုင်တာရှိတယ်အဲ့ဒီတဘာဝဘေးရန်ကြီးတွေရဲ့အပြစ်မှာတဘာဝဘေးရန်လို့ဆိုးတယ်လို့အသက်အန္တရာယ်ဖြစ်လောက်တယ်လို့တချို့ဘေးရန်တွေကမဆိုးနိုင်တော့လည်းပဲမိမိရဲ့အပြုအမူအနေအထိုင်အပြောဆိုတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ကြောင့်မဲ့ဖွယ်အန္တရာယ်တွေကိုလည်းတတိထားဖို့လိုအပ်တယ်ပေါ့ငရင်လှုပ်လို့ပြိုကျပျက်စီးတဲ့အန္တရာယ်မိုးကြီးရွာချလို့ရေတိုင်မျောသွားတဲ့အန္တရာယ်မုန်တိုင်းကြီးတိုက်လို့ပြိုကျပျက်စီးသွားတဲ့အန္တရာယ်စစ်ဘေးစစ်ဒဏ်နဲ့ကြုံလို့လက်နဲ့အန္တရာယ်ဆိုတဲ့ဒီအန္တရာယ်တွေကအများကြုံလို့ကြုံရတဲ့အန္တရာယ်မျိုးဖြစ်လို့မလွဲသာမရှောင်သာကြုံရတဲ့အန္တရာယ်မျိုးမိမိကြိုးစားဖို့ဆိုတာအခွင့်အလမ်းတာကြမတာမယ်သို့တော်မိမိရဲ့လောက်ရကြောင့်ဖြစ်လာတဲ့ဘေးရန်တွေလည်းရှိတတ်သေးတယ်ဆိုတာအဲ့ဒီမိမိရဲ့လောက်ရကြောင့်ဖြစ်ပေါ်လာတဲ့ဘေးရန်ဟာ၄မျိုးရှိတယ်အဲ့ဒီ၄မျိုးကိုနာယူမှတ်သားပြီးဒီဘေးရန်၄မျိုးမဖြစ်အောင်စင်ကြယ်ဖို့မိမိကိုယ်တိုင်ဘေးရန်အလုံးကိုရှောင်ရှားပြီးတော့စင်ကြယ်အောင်နေသွားနိုင်ဖို့ကြိုးစားကြရမှာဖြစ်ခုနပြောတဲ့သဘာဝကတ်ဆိုးအန္တရာယ်မျိုးကြီးတွေကရှောင်နိုင်ဖို့ခက်ခဲတော့လဲဒါကမိမိပေါ်မှာမူတည်တဲ့ဘေးရန်အန္တရာယ်မျိုးတွေပဲဒီဘေးရန်အန္တရာယ်မျိုးကပို့ပြီးတော့ကြောက်တဲ့ကြောက်ထိုက်တဲ့ဘေးရန်အန္တရာယ်မျိုးတွေပဲအဲ့ဒါကိုမြတ်စွာဘုရားရဲ့အဆုံးအမထဲမှာဘေးလေးမျိုးကိုရှောင်၍စင်ကြယ်အောင်နေကြမယ်စင်ကြယ်အောင်နေနိုင်ဖို့ကြိုးစားရမယ်လို့မြတ်စွာဘုရားဆုံးမဩဝါဒပေးတာအဲ့ဒီဘေးလေးမျိုးဆိုတာခုနပြောတဲ့ဘေးဆိုးကတ်ဆိုးကြီးတွေကိုရည်ရွယ်ပြီးတော့ပြောတာမဟုတ်ဘူးနံပါတ်1ဘေးကပါလဲလို့ဆိုရင်အတ္တနုဝါဒဘေးတဲ့အတ္တနုဝါဒဆိုတာမိမိကိုယ်ကိုမကျေမနပ်ဖြစ်ပြီးကိုယ့်ကိုယ်ကိုအပြစ်တင်လောကလူတွေဟာပြုမှားပြောမှားဆိုမှရှိထားတဲ့အချိန်ကစပြီးတဲ့အခါထိုမှားယွင်းချက်အပေါ်ပြင်လို့မရတဲ့အချိန်ခါမျိုးရောက်လာလို့ရှင်ကိုယ့်ကိုယ်ကိုပြန်ပြီးတော့အပြစ်တင်တဲ့ဘေးမျိုးဆိုတာရှိတတ်တယ်ငါကိုယ်ကမကောင်းတာငါကိုယ်ကဆိုးတာဒါငါအပြစ်ပဲနဲ့ဆိုပြီးတော့ကိုယ့်ကိုယ်ကိုပြန်ပြီးတော့ပြစ်တင်ပြီးကိုယ့်ရဲ့အမှားပြစ်တင်ပြစ်ချက်တွေတင်တဲ့ဘေးရန်အန္တရာယ်မျိုးဟာလေလောကကြီးမှာငရင်လှုပ်လို့ပြိုကျတဲ့ဘေးမျိုးလိုစစ်ပွဲကြီးတွေဖြစ်လို့လက်နဲ့အန္တရာယ်မျိုးဘေးရန်မျိုးတွေလိုရေတွေတိုက်စားပြီးတော့ရေထဲမျောပါတဲ့ဘေးမျိုးလိုမီးလောင်လို့မီးဘေးလိုအဲ့ဒီဘေးမျိုးလိုပဲကိုယ့်ရဲ့လောက်ရကြောင့်စိတ်ဆင်းရဲမှုကိုအစင်မပြတ်ပေးနေတတ်တဲ့ဘေးမျိုးရှိတတ်သေးတယ်အဲ့ဒီဘေးမျိုးကတအုံနေနေနဲ့လူမသိသူမသိလူကိုနှိပ်စက်နေတတ်လို့ကြောက်စရာကောင်းတဲ့ဘေးမျိုးလို့ခေါ်တယ်ကြောက်စရာကောင်းတယ်စိတ်ချမ်းသာမှုဘယ်တော့မှမရဘူးတအုံနှွေးနှွေးနဲ့မိခဲပြဘုံပမာကိုယ်တဏ္ဍမှာတဆွေးမြေ့မြေ့ဖြစ်နေအောင်ကြောက်မဲ့ဖွယ်ကောင်းတဲ့ဘေးမျိုးဟာအတ္တနုဝါဒဘေးလို့ခေါ်တယ်တဲ့အဲ့ဒီအတ္တနုဝါဒဘေးဆိုတာကိုယ့်ကိုပြန်ပြီးတော့အပြစ်တင်တဲ့ဘေးမျိုးအဲ့ဒီဘေးမျိုးဟာလည်းပဲကြုံတွေ့တတ်တယ်ဒီဘေးမျိုးကလည်းကြုံတွေ့တတ်တယ်အဲ့ဒီဘေးမျိုးမဖြစ်ပေါ်ရလေအောင်တတိထားပြီးတော့အသိဉာဏ်နဲ့ရှောင်ကျင်ဖို့လို့မြတ်စွာဘုရားကဆုံးမတော်
ဒီဘေးမျိုးကိုဘေးလို့တောင်မှလောကလူသားတွေကမသိကြဘူးစိတ်ဆင်းရဲမှသာဆင်းရဲရောဘေးရန်အန္တရာယ်တစ်ခုအနေနဲ့မရှုမြင်ကြဘူးပေါ့မြတ်စွာဘုရားကအဲ့ဒါကိုဘေးရန်အန္တရာယ်တစ်ခုအနေနဲ့ရှုမြင်တတ်အောင်ဒီအဆုံးအမဩဝါဒကိုပေးတာဖြစ်သည့်အတွက်ကြောင့်အဲ့ဒီဘေးဟာလည်းပဲဘေးဆိုးကတ်ဆိုးလိုပဲလူရဲ့စိတ်ဓာတ်ကိုညှိုးနွမ်းစေပြီးတအုံနွေးနွေးနဲ့ပူဆွေးစေတတ်တဲ့ဘေးမျိုးပဲလို့ဘေးလေးမျိုးကိုရှောင်၍စင်ကြယ်အောင်နေရမယ်ဒီလိုဆိုတာပေါ့အဲ့တော့အတ္တနုဝါဒအတ္တဆိုတာမိမိကိုယ်ကိုအနုဝါဒကဆွဆွဲတာအပြစ်တင်တာကိုယ်လို့ရမမှန်မကန်တဲ့အခါမှာတနေ့တစ်ချိန်ကိုယ့်ကိုပြန်ပြီးတော့ဆွဆွဲပြစ်တင်လာတတ်တယ်ပေါ့ဆွဆွဲပြစ်တင်လာတတ်ဆိုကြတစ်ခုဖြစ်ပေါ်လာပြီဆိုရင်ဒါငါအမှားနဲ့လူတွေပြောလို့ရှိကြတာလေတခုမှားပြီးပြင်လို့မရတဲ့အမှားမျိုးကျူးလွန်သွားရင်ဒီပုဂ္ဂိုလ်ဟာတစ်သက်လုံးစိတ်ဆင်းရဲမှုနဲ့ကြုံသွားတယ်အဲ့ဒီဘေးမျိုးကိုမြတ်စွာဘုရားကဘယ်လိုဟောကြားပြသထုံးဆိုဒီလောကမှာတဲ့အချို့ပုဂ္ဂိုလ်ဟာအခုလိုပြန်လဲပြီးတော့ဆင်ញင်စဉ်းစားတယ်တဲ့ဘယ်လိုဆင်ញင်စဉ်းစားတော့ဆိုရင်ငါအနေနဲ့မကောင်းတဲ့အမှုတွေဒုစရိုက်အလုပ်တွေလုပ်နေမယ်ဆိုရင်မကောင်းတဲ့ဒုစရိုက်အပြစ်မကင်းတဲ့စကားတွေကိုပြောမယ်ဆိုရင်အပြစ်မကင်းတဲ့အတွေးတွေကိုတွေးမယ်ဆိုရင်ဆိုလိုတာဘုရားဘာသာဝင်သူတော်စင်တွေသိတဲ့အတိုင်းမြတ်စွာဘုရားကအကျင့်ဆုံးလို့သတ်မှတ်ထားတဲ့ဒုစရိုက်10မျိုးဆိုတာရှိတယ်ပေါ့ဟောဒုစရိုက်10မျိုးဆိုတာရှိအဲ့ဒီဒုစရိုက်10မျိုးစိတ်ထဲကမကောင်းတဲ့အတွေးနှုတ်ကထုတ်ပြောတော့လည်းမကောင်းတဲ့အပြောကိုယ်ဒီလျောက်လှုပ်တဲ့အခါလည်းမကောင်းတဲ့အလုပ်လို့ဆိုတဲ့ဒုစရိုက်မျိုးတွေ10မျိုးအဲ့ဒီဒုစရိုက်10မျိုးအကယ်၍သာတစ်မျိုးမျိုးကိုကျူးလွန်ထားမယ်ဆိုလို့ရှိရင်လူဟာကိုယ့်ကိုပြန်ပြီးတော့နောက်တစ်ချိန်မှာပြစ်တင်ပြီးတော့ကိုယ့်အမှားကိုစဉ်းစားပြီးတော့စိတ်ထဲမှာပူဆွေးလာတတ်တယ်တဲ့ဟောအခုကိကဒုစရိုက်ဆိုလို့ရှိရင်တစ်မျိုးအဓိပ္ပာယ်ဆောင်းနေတယ်ရာဇဝမှုမကင်းတဲ့အလုပ်တွေလောက်ပဲဒုစရိုက်လို့ထင်နေအလုံးသိတဲ့အတိုင်းဒုစရိုက်ဆိုတာစိတ်ထဲကဖြစ်ပေါ်တဲ့ဒုစရိုက်3မျိုးဆိုတာတခြားမဟုတ်ဘူးမိမိပစ္စည်းသူတစ်ပါးပစ္စည်းကိုမိမိပစ္စည်းဖြစ်ချင်မှုဆိုလိုတာကသူများပစ္စည်းကိုမှရလို့တဲ့လောဘအတွေ့အဘိဓါလို့ခေါ်တယ်သူများပစ္စည်းကိုမှကိုယ်ပစ္စည်းဖြစ်ချင်တဲ့ကိုယ်ပစ္စည်းဖြစ်အောင်လုပ်ချင်တဲ့အတွေ့တခိုးဓမြရဲ့အတွေ့ပေါ့လောဘမျိုးအဲ့ဒါမျိုးကိုအဘိဓါလို့ခေါ်တယ်အဲ့ဒီအတွေ့ဟာမနောဒုစရိုက်လို့ခေါ်တဲ့စိတ်ရဲ့မှားယွင်းတဲ့လုပ်ရတစ်ခုဖြစ်တယ်ကြံတွေးမှုတစ်ခုဖြစ်တယ်နောက်တစ်ခုကဗျာပါဒလူတယောက်ကိုစိတ်ဆိုးတယ်တာမန်စိတ်ဆိုးတာကရိုးရိုးစိတ်ဆိုးတာဒီဗျာပါဒဆိုတာကြတော့ရိုးရိုးစိတ်ဆိုးရင်လည်းမကဘူးဒီလူသေသွားပါစေဒီလူပျက်စီးသွားပါစေဒီလူဘာဖြစ်ပါစေဆိုတဲ့အဲ့ဒီစိတ်ဓာတ်မျိုးနဲ့တစ်ဖက်သားရဲ့သေကြေပျက်စီးမှုဆုံးပါမှုကိုကြံတွေးတဲ့ဒေါသနဲ့တွေးတဲ့အတွေးမျိုးကိုပြပါတာအဲ့ဒီစိတ်ဟာအလွန်ဆိုးရွားတဲ့စိတ်ဖြစ်သည့်အတွက်ကြောင့်ကံအဖြစ်ဖော်ဆောင်သွားနိုင်တယ်အဘိဓါကလည်းကံကြမ္မာအနေနဲ့ဖော်ဆောင်လာတတ်တယ်ဗျာပါဒကလည်းကံကြမ္မာအနေနဲ့ဖော်ဆောင်လာတတ်တယ်ဒါတွေမဲ့ကံကြမ္မာအနေဖြစ်ပြီးတော့သူတို့ရဲ့တုံ့ပြန်မှုတွေဟာဆိုးကျိုးတွေကိုရစေနိုင်တယ်နောက်တစ်ခုကတော့အလွန်သိမ်မွေ့တယ်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိဆိုတဲ့အတွေးဟာကံတရားရဲ့အကျိုးကိုညှင်းပယ်ခြင်းပဲဖြစ်တယ်လောကမှာကောင်းတာလုပ်လို့ဆိုးတာလုပ်လို့လုံးသမျှဟာကိုယ်နဲ့သာသက်ဆိုင်တယ်ဆိုတဲ့ကံတရားဆိုတာရှိတယ်ဆိုတာကိုခံယူချက်ထားဘုရားဘာသာဝင်ဖြစ်ဖို့အတွက်ကံကံရဲ့အကျိုးကိုယုံကြည်မှုဟာအခြေခံအားဖြင့်လိုအပ်တဲ့အချက်တစ်ခုဖြစ်တယ်မိစ္ဆာဒိဋ္ဌိဆိုဒီမှာဒီနေရာမှာနတ္ထိကဒိဋ္ဌိလို့ခေါ်တယ်ကံတရားရဲ့အကျိုးကိုညှင်းပယ်ခြင်းပဲ
ဘယ်လိုညင်းပယ်လဲဒါနကောင်းမှုရဲ့အကျိုးဆိုတာမရှိဘူးအကြီးအကျယ်လူတန်းခြင်းရဲ့အကျိုးဆိုတာမရှိဘူးအသေးအဖွဲလူတန်းခြင်းရဲ့အကျိုးဆိုတာမရှိဘူးပြုလုပ်ခဲ့တဲ့ကုသိုလ်ကံအကုသိုလ်ကံတို့ရဲ့အကျိုးဆိုတာမရှိဘူးလို့ဟောဒီအကျိုးတရားတွေကိုညင်းပယ်တယ်ဒါတွေမကဘူးသူရဲ့ညင်းပယ်တာအမေကိုအတိမမပြုဘူးအဖေကိုအတိမမပြုဘူးအမေဖေကိုအတိမမပြုဘူးဆိုတဲ့ကအမေဖေပေါ်မှာပြုစုလုပ်ကြွေးတာလဲကုသိုလ်လို့မယူဆဘူးအမေဖေပေါ်မှာစော်ကားလို့ရှိရင်လဲအကုသိုလ်လို့မယူဆဘူးလို့ဒီလိုဆိုလိုတာပေါ့နောက်တစ်ခုကဒီလောကသားတွေအတွက်နောက်လောကဆိုတာမရှိဘူးတခြားလောကသားတွေအတွက်ဒီလောကဆိုတာမရှိဘူးသူ့ဘဝနဲ့သူ့လောကပြီးရင်လုံးဝပြီးသွားရောဆိုတဲ့အဓိပ္ပာယ်မျိုးနောက်တစ်ခါသေပြီးတဲ့နောက်ဘာမှပြန်မဖြစ်ဘူးဘဝတစ်ခုဟာသေပြီးရင်ပြီးဆုံးတာပဲဆိုတဲ့အယူအဆမျိုးလောကမှာအမှန်တရားကိုဟောနိုင်တဲ့သူတော်စင်ပုဂ္ဂိုလ်မြတ်မရှိဘူးလို့ဟောအလုံး10ချက်ရှိတယ်အဲ့ဒီညင်းပယ်မှု10ချက်ကိုနတ္ထိကဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီနတ္ထိကဒိဋ္ဌိကံဤအကျိုးကိုညင်းပယ်ပြီးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းတာရောမကောင်းတာရောသူလှုပ်ချင်တာမှန်သမျှလှုပ်တော့လှုပ်ချင်တာမှန်သမျှလှုပ်တယ်လို့ဆိုတဲ့ထဲမှာမကောင်းတာကပိုလှုပ်ချင်လားအေးဒါကြောင့်မို့ကံရဲ့အကျိုးကိုညင်းပယ်လို့ကံတရားပေါ်မှာယုံကြည်မှုမရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာဆိုးကျိုးတွေနဲ့ကြုံတွေ့နိုင်တာဖြစ်သောကြောင့်အဲ့ဒါဟာဒုစရိုက်လို့ပဲခေါ်တယ်နတ္ထိကဒိဋ္ဌိသည်ဒုစရိုက်ဟိုသက်ကာယဒိဋ္ဌိတို့ဘာတို့ကိုပြောတာမဟုတ်ဘူးနတ္ထိကဒိဋ္ဌိကံရဲ့အကျိုးကိုညင်းပယ်တာကံရဲ့အကျိုးကိုညင်းပယ်ရင်ကံကိုညင်းပယ်ရလဲရောက်တယ်အကြောင်းတရားကိုညင်းပယ်ရလဲရောက်တယ်ဆိုတော့မိစ္ဆာဒိဋ္ဌိထဲမှာအဆိုးဆုံးအမြင်မှားမှုကဘာလဲလို့ဆိုရင်ကံကံဤအကျိုးကိုငြိမ့်ပယ်ခြင်းဆိုတဲ့အကရိယဒိဋ္ဌိကံဤအကျိုးကိုငြိမ့်ပယ်ခြင်းလို့ဆိုတဲ့နတ္ထိကဒိဋ္ဌိကံတရားကိုငြိမ့်ပယ်ခြင်းလို့ဆိုတဲ့အကရိယဒိဋ္ဌိနဲ့အကြောင်းတရားမှန်သမျှကိုငြိမ့်ပယ်ခြင်းလို့ဆိုတဲ့အဟိတုကဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီအမြင်၃မျိုးဟာလူတော်လူကောင်းမဖြစ်စေနိုင်လူတော်လူကောင်းအဖြစ်ကဆုံးရှုံးနေတာသွားနိုင်တယ်ဒါကြောင့်မို့မနောဒုစရိုက်နဲ့ခေါ်ကြတဲ့အကျင့်ဆိုးဆိုတာတခြားမဟုတ်ဘူးသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုလောဘနဲ့ကြံတွေးခြင်းသူတစ်ပါးရဲ့ပျက်စီးမှုကိုဒေါသဖြင့်ကြံတွေးခြင်းနဲ့ကံတရားရဲ့အကျိုးကိုငြင်းပယ်ခြင်းလို့ဆိုတဲ့ကံတရားကိုလက်မခံခြင်းဆိုတဲ့ဒီ၃မျိုးဟာဒုစရိုက်ပဲဖြစ်တယ်မနောဒုစရိုက်ပဲဖြစ်တယ်စိတ်ထဲမှာဖြစ်တဲ့ဒုစရိုက်စိတ်ထဲမှာဖြစ်ရုံနဲ့ပဲသူကကံအရာမြောက်သွားပြီကံကြမ္မာပုံဆောင်ပြီးထိုကံကြမ္မာရဲ့အကျိုးခံရတတ်တယ်ပေါ့ဒီလိုဆိုတာအေးနှုတ်ကပြောတဲ့ဝစီဒုစရိုက်တစ်ဖက်သားအကျိုးပြတ်သွားအောင်လိန်ပြောတယ်တစ်ဖက်သားတူနဲ့တူမတက်အောင်ဂုံတိုက်တယ်တစ်ဖက်သားနားမချမ်းအောင်ချမ်းတမ်းတဲ့စကားဆဲရည်တဲ့စကားတွေပြောတယ်တစ်ဖက်သားအကျိုးပျက်စီးသွားအောင်တရားလက်လွတ်စကားတွေကိုပြောတယ်လို့ဆိုတဲ့ဝစီဒုစရိုက်၄မျိုးအဲ့ဒါဖြင့်တစ်ဖက်သားရဲ့အကျိုးစီးပွားတွေကိုပျက်စီးစေကိုယ်ဒီလျောက်လှုပ်ခြင်းဖြင့်တစ်ဖက်သားကိုနစ်နာစေတယ်အသက်ဆုံးရှုံးသွားရတယ်ပါဏာတိပါဒတစ်ဖက်သားရဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတယ်အရိဏဒါနတစ်ဖက်သားရဲ့ဂုဏ်သိက္ခာတွေဆုံးရှုံးသွားတယ်ကာမေတုမိစ္ဆာစာရဟောပါဏာတိပါဒအရိဏဒါနကာမေတုမိစ္ဆာစာရတစ်ဖက်သားရဲ့အသက်ပစ္စည်းဥစ္စာဂုဏ်သိက္ခာဆုံးရှုံးစေတဲ့လုပ်ရက်တွေဟာဒါတွေဟာဒုစရိုက်လို့ခေါ်တာအဲ့ဒီဒုစရိုက်တွေရဲ့ဆိုးကျိုးဟာလာတတ်တယ်အဲ့ဒါကြောင့်မို့လို့ကြံတွေးတဲ့အခါမှာလောကမှာဒုစရိုက်တွေကိုလုပ်မယ်ဆိုလို့ရှိရင်ဒုစရိုက်ရဲ့ဆိုးကျိုးဆိုတာ reaction တွေနဲ့တုံ့ပြန်မှုတွေလာမှာပဲ
အဲဒီတော့ကြွတင်ပြီးတော့ဘယ်လိုစဉ်းစားလဲလို့ဆိုရင်ဒုစရိုက်လုံးလို့ဒုစရိုက်ရဲ့အကျိုးတွေကိုခံစားနေရတဲ့အခါမှာဖြစ်စေသို့မဟုတ်တစ်ဖက်သားခံစားသွားရတာတွေကိုကြုံတွေ့ရလို့ဖြစ်စေဒုစရိုက်လုံးလုံးတဲ့ပုဂ္ဂိုလ်ဟာကြွတင်ပြီးတော့စဉ်းစားဆင်ခြင်တဲ့အခါမှာအကယ်၍ငါလည်းပဲဒုစရိုက်တွေကိုလုံးမဲ့ဆိုလို့ရှိရင်ငါကိုငါပြန်ပြီးတော့ကိုချင်းသိက္ခာပိုင်းငါပြန်ပြီးတော့အပြစ်တင်ရှုတ်ချတော့မှာပဲပြစ်တင်မိမှာပဲကိုပြန်တင်ပြစ်တင်မိတယ်မဟုတ်တာလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုပြစ်တင်လို့မဆုံးဘူးကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ကြီးကြီးပွားတိုးတက်သွားလေလေကိုမှခံစားရလေလေဒီဘဝတည်းမယ်နော်ကိုချင်းသိက္ခာကောင်းတဲ့ပုဂ္ဂိုလ်တွေကကြီးပွားမြင့်တက်သွားပြီဆိုရင်ကိုယ့်ရဲ့ကိုချင်းသိက္ခာနှိမ့်ချကြရင်တဲ့ကိုပြန်ပြီးတော့ပြစ်တင်တယ်အဲ့ဒီဘေးဟာလူမသိသူမသိလူမမြင်ရပေမဲ့လို့စိတ်ထဲမှာတအုံနှွေးနှဲ့ပူဆွေးတည်စေတတ်တဲ့ဘေးရန်မျိုးဖြစ်တယ်အန္တရာယ်ကြီးတစ်ခုပဲစိတ်ကိုနှောက်ယှက်နေတဲ့အန္တရာယ်ကြီးတစ်ခုဖြစ်တယ်အတ္တနုဝတချို့ကြလို့ရှိရင်ဘဝတစ်ခုအဆုံးသတ်သွားပြီးမိမိရဲ့လောက်ရက်ကိုအကျိုးခံစားနေရတဲ့အခါမှာဥပမာမဲ့အပင်ငရဲကျသွားတဲ့အခါမှာနောင်တတွေပြန်ရကြတယ်ငါလူဘဝနေတော့ငါမကောင်းတာတွေလုပ်ခဲ့လို့အခုလိုဆင်းရဲဒုက္ခနဲ့ကြုံရတာငါကိုကဆိုးခဲ့တာနောက်လူပြေပြန်ရောက်ရင်ငါမဆိုးတော့ပါဘူးလို့လူတွေဟာနောင်တစကားကိုအပင်ငရဲကျရောက်သွားတဲ့အခါမှာဆိုလေးရှိကြကိုမကောင်းလို့ခံရတာလို့ဆိုတဲ့ကိုပြန်ပြီးတော့အပြစ်တင်တတ်တဲ့ဒီဘေးကိုအတ္တနုဝါဒဘေးလို့ခေါ်တယ်ဒါလည်းကြောက်စရာကောင်းတဲ့အရာတစ်ခုပဲတဲ့ကိုပြန်ပြီးတော့ကိုချင်းသိက္ခာပိုင်းကငါကိုမကောင်းမှုလို့ဆိုတဲ့အတွေးတွေနဲ့ကိုပြန်ပြီးဆွဆွဲတတ်တဲ့အတ္တနုဝါဒဘေးကိုကြွတင်စဉ်းစားပြီးတော့ကြောက်တဲ့တဲ့စေဘေးစစ်တမ်းတွေငရင်ဘေးငရင်တန်းတွေလေမုန်တိုင်းဘေးတွေမီးဘေးတွေရေဘေးတွေကြောက်တဲ့တယ်လို့ပဲကိုပြန်ပြီးတော့ပြစ်တင်မဲ့ဘေးမျိုးကိုလည်းပဲစိတ်ချမ်းသာမှုကိုဆုံးရှုံးသွားစေတတ်တာဖြစ်သောကြောင့်ကြောက်တဲ့ကြောက်တိုက်တယ်ဒါကြောင့်မို့လို့ဒီဘေးမျိုးမဖြစ်အောင်ဘာလို့ဒုစရိုက်တွေကဒီဘေးတွေကိုအတ္တနုဝါဒဘေးဆိုတဲ့ကိုပြန်ပြီးပြစ်တင်ပြီးကိုချင်းတရားဘက်ကနေပြီးတော့ကိုပြစ်တင်တဲ့ကြောက်မဲ့ဖွယ်စိတ်နှလုံးခြောက်ခြားဖွယ်ဖြစ်တဲ့ဒီအတွေးတွေတွေးပြီးတော့စိတ်ပူပန်ရတဲ့ဘေးမျိုးကိုကြောက်ပြီးတော့အဲ့ဒီဘေးကိုရှောင်ဒုစရိုက်တွေကိုဖယ်ရှားလို့သူစရိုက်တွေကိုပွားများပြီးကိုစင်ကြယ်အောင်နေရမယ်ဒုစရိုက်တွေကနေပြီးတော့စင်ကြယ်အောင်နေမဟုတ်တာတွေမလုပ်ဘူးကောင်းတာတွေကြီးပဲလုပ်တယ်ကိုယ်နဲ့လုပ်သမျှလည်းပဲတစ်ဖက်သားကိုထိခိုက်အောင်မလုပ်ဘူးတစ်ဖက်သားရဲ့အသက်ကိုထိခိုက်အောင်မလုပ်ဘူးတစ်ဖက်သားရဲ့ပစ္စည်းဥစ္စာကိုထိခိုက်အောင်မလုပ်ဘူးဂုဏ်သိက္ခာကိုထိခိုက်အောင်မလုပ်ဘူးတစ်ဖက်သားနိဒ္ဒဆုံးရှုံးအောင်စကားပြောတဲ့အခါမှာလည်းမပြောဘူးလိမ်လီပြောခြင်းဖြင့်တစ်ဖက်သားနိဒ္ဒအောင်မလုပ်ဘူးဂုဏ်တိုက်ခြင်းဖြင့်တစ်ဖက်သားနိဒ္ဒအောင်မလုပ်ဘူးဆဲကြမ်းတမ်းဆဲရည်ခြင်းဖြင့်တစ်ဖက်သားစိတ်နှလုံးပူလောင်အောင်မလုပ်ဘူးတစ်ဖက်သားရဲ့အကျိုးစီးပွားကိုပျက်စီးသွားအောင်တရားလက်လွတ်စကားမျိုးတွေဖြင့်တစ်ဖက်သားကိုဒုက္ခရောက်အောင်မလုပ်ဘူးကိုယ်စိတ်ထဲမှာလည်းပဲစင်ကြယ်တန်ရှင်းစွာနေတယ်သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့အတွေ့မတွေ့ဘူးတစ်ဖက်သားပျက်စီးသွားစေလို့တဲ့ဒေါသနဲ့တွေ့တဲ့အတွေ့တွေမတွေ့ဘူးကံဤအကျိုးတွေကိုမငင်းပယ်ဘူးကိုလို့ရင်ကိုရတယ်ကံတရားဆိုတာရှိတယ်ကံရဲ့အကျိုးဆိုတာရှိတယ်ဆိုတဲ့သူစရိုက်တရားတွေကိုဖော်ဆောင်ပြီးတော့ကိုစင်ကြယ်အောင်နေရမယ်ဆိုလိုတာကအတ္တနုဝါဒဘေးကိုမျောတွေးပြီးတဲ့အခါမှာအတ္တနုဝါဒဘေးကိုရှောင်ရှားပြီးတော့ဒုစရိုက်တွေကိုဖယ်ရှားလို့သူစရိုက်တွေပွားများခြင်းဖြင့်
ကိုစင်ကြယ်တဲ့ခန္ဓာစင်ကြယ်တဲ့အနေအထားမျိုးရောက်အောင်လိုက်နာဆောင်ရွက်ပြီးတော့နေရမယ်လို့ဒါကမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုပဲဘုရားကိုကိုးကွယ်ကြတယ်ဆိုတာဒီလိုအဆုံးအမတွေရအောင်ကိုးကွယ်တာခဏိခေဒီလိုတည်တည်ချာချာမသိတဲ့အခါကျတော့ဘုရားကိုးကွယ်တာဒီပင်နဲ့စီးပွားဥစ္စာတိုးတက်အောင်ကိုးကွယ်တာလို့တခြားအရာတွေရဖို့ကိုးကွယ်တာလို့ဒီလိုဖြစ်လာမှန်ကတော့အဲ့ဒီလိုကိုးကွယ်တာမဟုတ်ဘူးဘုရားကိုးကွယ်တာဘုရားရဲ့အဆုံးအမရဖို့အတွက်ကိုးကွယ်တာဘုရားအဆုံးအမကိုမိမိကိုယ်တိုင်ကလိုက်နာကျင့်သုံးမှသာလျှင်ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဆိုတာဆွဲဆွဲမြဲမြဲမှတ်သားထားဖို့ဘုရားသရဏံကိစ္ဆာမိလို့ဘုရားဘာသာဝင်သူတော်စင်တွေဟာဘုရားကိုကိုးကွယ်ကြတာဟာမြတ်စွာဘုရားရဲ့အစွမ်းတကူနဲ့တနေ့မားလိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်ရတာမဟုတ်ဘူးဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ကိုးကွယ်ကြဒါကြောင့်မို့လိုက်နာကျင့်သုံးမှသာလျှင်အကျိုးတရားဆိုတာဖြစ်နိုင်တယ်ဘုရားရဲ့အဆုံးအမဆိုဒီမှာဆေးဝါးနဲ့အလားတန်တူတယ်ဆေးဆိုတာတောက်မှယောဂပျောက်မှာပဲမတောက်ရင်ယောဂမပျောက်ဘူးလို့ဒီလိုဆိုလို့ဒါကြောင့်မို့မြတ်စွာဘုရားကဆုံးမတယ်အတ္တနုဝါဒဘေးကိုကြောက်တဲ့နဲ့အတ္တနုဝါဒဘေးကိုရှောင်ပြီးတဲ့အခါဒုစရိုက်တွေဖယ်ရှားလို့ဒုစရိုက်တွေဖော်ဆောင်ကကိုစင်ကြယ်အောင်နေတတ်ပါစေနေပါလို့ဒီလိုဆိုလို့တယ်ဟောကိုပြစ်တင်စရာမရှိဘူးနောက်ဘေးရန်တစ်ခုကပါတော့ကိုပြစ်တင်စရာတော့မရှိဘူးနောက်ကြောက်เสียဘေးတစ်ခုကဘာလဲဆိုတာကြတော့ပရာနုဝါဒဘေးလို့ခေါ်တယ်ပရဆိုတာသူတစ်ပါးအနုဝါဒကပြစ်တင်ဆွဆွဲလာတဲ့ဘေးတစ်ဖက်သားကနေပြီးတော့ကိုယ့်ပေါ်မှာဆွဆွဲလာတာမျိုးတွေလဲကြုံတတ်တယ်အဲ့ဒီဘေးမျိုးဟာလည်းပဲစိတ်နှလုံးကိုတုန်လှုပ်ခြောက်ခြားစေတယ်လို့ကြောက်မဲ့ဖွယ်အရာတစ်ခုအနေနဲ့ပရာနုဝါဒဘေးလို့မြတ်စွာဘုရားဒီလိုဟောတယ်သို့သောပရာနုဝါဒဘေးဆိုတာဟာကြောက်စရာကောင်းတဲ့ဘေးမျိုးထဲမှာတစ်ခုအပါဝင်ဖြစ်တော်လဲအတ္တနုဝါဒဘေးနဲ့ပရာနုဝါဒဘေးနှစ်ခုရှင်ကြည့်လိုက်မယ်ဆိုရင်အတ္တနုဝါဒဘေးမရှိဖို့ကပိုအရေးကြီးတယ်ပရာနုဝါဒဘေးဆိုတာကတော့ဘုရားတောင်မှမရှောင်လွဲတဲ့အရာမျိုးတစ်ဖက်သားဆိုတာသူ့အထင်ပြောမှာပဲတစ်ဖက်သားရဲ့ဆွဆွဲမှုဆိုတာမခံရတဲ့ပုဂ္ဂိုလ်မရှိဘူးဒါကြောင့်မို့လို့ပရာနုဝါဒဘေးကတော့မိမိကိုယ်တိုင်အတ္တနုဝါဒဘေးလွတ်ပြီဆိုရင်ပရာနုဝါဒဘေးကတစ်ဖက်သားကဆွဆွဲပြောဆိုမှုဟာကိုယ့်အတွက်သူဆွဆွဲတဲ့အတိုင်းမမှန်မကန်ဖြစ်ဖို့ပဲအရေးကြီးတယ်သူဆွဆွဲတဲ့အတိုင်းမှန်ကန်တယ်ဆိုရင်တော့ကိုယ့်ကိုယ်လည်းပြန်ဆွဆွဲမိမှာပဲဒါကြောင့်မို့ပရာနုဝါဒဘေးဆိုတာဟာအတ္တနုဝါဒဘေးလောက်ကြောက်မဲ့ဖွယ်မရှိဘူးသို့တော့တစ်ဖက်သားတွေဆွဆွဲလာမဲ့အနေအထားမျိုးမရှိအောင်နေထထိုင်တတ်ဖို့တော့လိုအပ်တယ်ပေါ့မေတ္တာတုတ်ထဲမှာမြတ်စွာဘုရားဟောတာရှိတယ်လေနာသခုဒ္ဓမာစရိကိဉ္စီယေနဝေညုပရိဥပဝဒေယုံဆိုတာအသေးပွဲကိစ္စလေးတွေတစ်ဖက်ကနေပြီးတော့အထင်အမြင်လွဲမှားပြီးတော့ကဲ့ရဲ့ရှုတ်ချစရာလေးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့ကဲ့ရဲ့ရှုတ်ချမှုကင်းအောင်လဲနေတတ်ထိုင်တတ်ရမယ်လို့မြတ်စွာဘုရားဒီလိုဟောတာအဲ့တော့ပရာနုဝါဒဘေးကိုရှောင်တဲ့အခါမှာလဲဘယ်လိုရှောင်တော့ဆိုရင်စဉ်းစားကြည့်တဲ့စဉ်းစားကြည့်ငါမဟုတ်တာလုပ်မယ်ဆိုရင်ငါကိုချင်းသိက္ခာပိုင်းကသူများကပြစ်တင်ကြမှာပဲဆွဆွဲလာကြမှာငါမဟုတ်တာလုပ်လို့မတော်ဘူးမဟုတ်တာလုပ်လို့ရှိရင်ငါ့ကိုဆွဆွဲကြလိမ့်မယ်ဟောတပည့်သားကဆွဆွဲလာမဲ့ဘေးကိုကြောက်ရဘသူခယူဆိုင်ရမှာတော့ဆိုတဲ့စိတ်ဓာတ်မျိုးမမွေးရဘူးတဲ့နော်ကိုထမင်းကိုစားတာဘသူမှခယူမဆိုင်ဘူးလို့ဆိုတဲ့စိတ်ဓာတ်မျိုးဟာမှန်ကန်တဲ့စိတ်ဓာတ်မျိုးမဟုတ်ဘူးကိုကောင်းမှုအတွက်
ဘုသူကူဆိုင်ရမှာတော့ဆိုတဲ့စိတ်ဓာတ်မျိုးမမွေးပဲနဲ့အေးငါအမှားယွင်းကိုမလုပ်သင့်ဘူးဒုစရိုက်တွေကိုမလုပ်သင့်ဘူးလုပ်လို့ရှိရင်ကိုချင်းတရားပိုင်းကငါ့ကိုဆွဆွဲကြလိမ့်မယ်ပြစ်တင်ကြလိမ့်မယ်အဲ့တော့သူများပြစ်တင်တဲ့ပရာနုဝါဒဘေးကိုလည်းငါကြောက်တဲ့နဲ့တစ်ဖက်သားတွေကကိုယ်ကိုပြစ်တင်လာမှာကိုလည်းကိုကြောက်ရမှာဖြစ်တယ်ဥတ္တပဆိုတဲ့သဘောကအဲ့ဒါကိုပြောတာဟိရိတို့ဥတ္တပတို့အတ္တနုဝါဒဘေးနဲ့ဟိရိနဲ့တူတယ်ပရာနုဝါဒဘေးနဲ့ဥတ္တပရှောင်တာနဲ့တူတယ်အရှက်အကြောက်ဒီနှစ်ခုဟာလူတော်လူကောင်းဖြစ်စေဖို့အတွက်အရေးပါတဲ့အရေးချင်းနှစ်ရပ်ပဲပေါ့ဒါကြောင့်မို့ပရာနုဝါဒဘေးကိုလည်းကြောက်ရမယ်ရှောင်ရမယ်သူတော်တွေကငါ့ပေါ်မှာလာပြီးတော့မဟုတ်တာလုပ်မယ်ဆိုရင်ငါ့ကိုပြစ်တင်ပြောဆိုကြလိမ့်မယ်အဲ့ဒီပြစ်တင်ပြောဆိုလာခြင်းမပြုအောင်ဒီပြစ်တင်မှုကိုကြောက်လန့်တဲ့အနေနဲ့ငါသည်မကောင်းတဲ့အလုပ်တွေရှောင်ရှားပြီးတော့ကောင်းတဲ့အလုပ်ကိုသာကြိုးစားမယ်ကိုယ့်ကိုစင်ကြယ်အောင်နေမယ်လို့တဏှိဋ္ဌံချပြီးတော့ဒီဘေးကိုရှောင်ရှားတဲ့အနေနဲ့စင်ကြယ်အောင်နေပါလို့ဒီလိုဆိုလိုတာဒါလည်းနေနည်းထိုင်နည်းတွေကိုမြတ်စွာဘုရားသွန်သင်ဆုံးမပေးတာဘဝမှာဘေးရန်လွတ်လွတ်နဲ့စိတ်ချမ်းသာကိုယ်ချမ်းသာနေနိုင်အောင်လို့ဒီလိုဆုံးမတာအတ္တနုဝါဒဘေးပရာနုဝါဒဘေးမလွဲမကင်းတာနဲ့ဂျုံတက်လို့အဲ့ဒီဘေးမျိုးတွေကရှောင်ပြီးတော့ကိုယ့်ကိုယ်စင်ကြယ်အောင်နေနိုင်ဖို့ကြိုးစားတဲ့ဟောနောက်တစ်ခုကျတော့ဒန္တဘေးလို့ခေါ်တယ်ဒန္တဆိုတာအပြစ်ဒဏ်ချခံရတဲ့ဘေးရာဇဝပြစ်မှုတစ်ခုကိုကျူးလွန်ပြီဆိုလို့ရှိရင်ထိုပြစ်မှုကျူးလွန်တဲ့ပုဂ္ဂိုလ်တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေဖမ်းဆီးပြီးတော့အေးအေးယူတယ်ပြစ်ဒဏ်ခတ်တယ်ဆိုတာလောကမှာထင်ရှားရှိတယ်လူတိုင်းအလုံးသိနိုင်တယ်အကောင်းတဲ့အလုပ်ကိုလုပ်ပြီးတော့မို့ခိုးဆိုးတိုက်ခိုက်လူရက်တယ်သူများပစ္စည်းကိုခိုးတယ်ဆိုလို့ရှိရင်မင်းဆိုရာဇာတွေကဖမ်းဆီးပြီးတော့ထောင်သွင်းကျင်းချတယ်ပြစ်ဒဏ်မျိုးမျိုးပေးတယ်ဆိုတာတွေဟာခဏလောကမှာလည်းပဲရှိတာပေါ့ရှိနေတယ်အဲ့ဒါလို့အပြစ်ဒဏ်ပေးပုံတွေဟာတစ်ခေတ်နဲ့တစ်ခေတ်တစ်ခါနဲ့တစ်ခါမတူပြစ်မှုဆိုတာတွေကလည်းအမျိုးမျိုးရှိတယ်ပေါ့ကျွလွန်တဲ့ပြစ်မှုအားလျော်စွာပြစ်ဒဏ်ရဲ့ကြီးလေးမှုကြီးလေးတဲ့ပြစ်ဒဏ်ပေးခံရမှုပေါ်ပါတဲ့ပြစ်ဒဏ်ပေးခံရမှုဆိုတဲ့ပြစ်ဒဏ်ပေးမှုတွေကလည်းအမျိုးမျိုးရှိတယ်အဲ့ဒီမျိုးမျိုးထဲမှာဒန္တဘေးလို့ဆိုတဲ့ထဲမှာအင်မတန်ကြောက်မဲ့ဖွယ်ရာကောင်းတဲ့ပြစ်ဒဏ်တွေကိုရှေးကမင်းဆိုးရာဇာတွေပေးလို့ရှိတယ်ခဏခေတ်မှာလည်းပဲဆိုးဝါးတဲ့ဘေးဒဏ်တွေကိုပေးကြတော့မယ်ပေါ့အင်မတန်မှကြောက်စရာကောင်းတဲ့ဘေးဒဏ်တွေပေးတယ်ခုခေတ်မှာမဟုတ်ဘူးလူလောကမှာအပြစ်ပေးတယ်ဆိုတာလူတွေရဲ့ society နဲ့ဆိုင်တယ်တချို့ society ဆိုရင်ကိုချင်းတရားဖောက်ပြန်နေဆိုရင်ခဲနဲ့မသေးမချင်းပေါက်တတ်တယ်ဆိုတာတွေဈာနယ်ထဲမှာတွေ့နော်ချိန်လုံးနဲ့ရိုက်တယ်တို့လက်ဖြတ်တယ်တို့ခြေဖြတ်တယ်တို့ဆိုတဲ့ပြစ်ဒဏ်တွေရှိတယ်သူ့နိုင်ငံအလိုက်သူ့လူမှုရေးသူတို့ရဲ့ society လိုက်ဓလေ့ထုံးတမ်းစဉ်လာလိုက်ပြစ်ဒဏ်ပေးမှုဆိုတာနိုင်ငံတိုင်းမှာရှိတယ်လူမျိုးတိုင်းမှာလည်းရှိတယ်မတူညီတာလားပဲကွာခြားတယ်ပေါ့အကောင်းအကြီးဆုံးကတော့ capital punishment လို့ခေါ်တယ်သေဒဏ်ပေးတာအပြစ်ကြီးဆုံးလို့ခေါ်ပြစ်ကြီးဆုံးပဲအေးမသေးမရှင်ဒုက္ခပေးတာတွေလည်းပဲပြစ်ဒဏ်တွေကအများကြီးရှိပြစ်မှုအလိုက်ပြစ်ဒဏ်တွေချမှတ်ထားတယ်ခဏဥပဒေရာဇဝမှုကျင့်ထုံးကြီးတွေဥပဒေထဲမှာလည်းပဲပြစ်ဒဏ်တွေချမှတ်ထားတာတွေရှိတယ်ဘယ်လိုပြစ်မှုကြီးလို့ရင်ဘယ်လိုပြစ်ဒဏ်ခံရမယ်ဆိုတာချမှတ်တာအဲ့ဒါရှင်းတော့ကချမှတ်ထားပုံကိုမြတ်စွာဘုရားကဖော်ထုတ်ပြီးတော့ပြသထားတာလေးကိုမှတ်သားကြည့်အောင်ရှင်းတော့ကမင်းဆိုးရာဇာတွေဟာ
သူများပစ္စည်းကိုခိုးဆိုးလူရိုက်တဲ့လူယူတတ်တဲ့တခိုးဓမြများကိုမင်းဆိုးရာဇာတွေကဖမ်းဆီးပြီးတော့ညှင်းဆဲမှုအမျိုးမျိုးကိုပြုလုပ်တတ်တယ်ပြစ်ဒဏ်အမျိုးမျိုးချတတ်တယ်အဲ့ဒီပြစ်ဒဏ်အမျိုးမျိုးချတဲ့တည်းမှာစက်သိမ်းထားเสียကြောက်เสียကောင်းတဲ့ပြစ်ဒဏ်တွေထိအောင်ပြင်းပြင်းထန်ထန်ချနော်ပြစ်ဒဏ်ချခုခေတ်တချို့နိုင်ငံတွေမှာကြည့်တခိုးတဲ့လက်ကိုဖြတ်တယ်လက်ဖြတ်ပစ်တယ်ဆိုတဲ့ဥပဒေတွေရှိတယ်ခြေထောက်နဲ့သွားလို့ခြေထောက်ဖြတ်ပစ်တယ်ဆိုတဲ့ဥပဒေတွေရှိတယ်တချို့နိုင်ငံတွေတော့ဒါမျိုးမရှိဘူးချို့နိုင်ငံတွေမှာဒါမျိုးတွေရှိတယ်ဘောဓုတအယစာရိဖတ်ရင်တွေ့မယ်ပေါ့မြတ်စွာဘုရားကပြစ်ဒဏ်ချမှတ်လို့ခံရပုံတွေနဲ့ပတ်သက်ပြီးတော့ဟောထားတာအမျိုးပေါင်းကို20ကျော်အောင်ပြစ်ဒဏ်တွေချမှတ်ပုံကိုရှေးခေတ်ကလုပ်ခဲ့တာဖော်ပြထားတယ်နော်အားလုံး26မျိုးရှိတယ်ပြစ်ဒဏ်ချဖို့အဲ့ဒါကိုမြန်မာစာပေတွေထဲမှာဗာရေးထားတော့ဆိုအဲ့26မျိုးတဲကိုထပ်ဖြည့်ထားပြီးတော့ဘယ်လိုရေးထားတာတော့လို့ဆို32ပါးသောကံကြမ္မာလို့ဆိုတဲ့အသုံးနဲ့သုံးထားမှန်တော့ကံကြမ္မာဆိုတဲ့စကားကပါဠိစကားကကမ္မကရဏဆိုတဲ့စကားလုံးကိုအသုံးပြုပြီးကမ္မကရဏဆိုတာညှဉ်းပန်းနှိပ်စက်တဲ့အမှုများလို့ဆိုလိုတယ်32မျိုးရှိတယ်အဲ့ဒါကို32ပါးသောကံကြမ္မာလို့ဒီလိုပြောတာအခုဒီသုတ်တံမှာတော့မြတ်စွာဘုရား26မျိုးဖော်ပြထားတယ်အဲ့ဒီ26မျိုးကိုငရဲမှာခံရတဲ့ညှဉ်းပန်းနှိပ်စက်မှုမျိုးငရဲသားကိုငရဲဆောင်တွေကနေပြီးတော့ဒုက္ခပေးတာတွေဖြည့်ဆွတ်ထားပြီးတော့32မျိုးသောကံကြမ္မာလို့မြန်မာစာပေထဲမှာဒီလိုဆိုထားရှိတယ်နော်ကံကြမ္မာဆိုဒီမှာနှင်းစဲညှိပ်ပတ်တဲ့အမှုလို့ဒီလိုမှတ်ရမယ်ဟိုရိုးရိုးကံကြမ္မာမျိုးမဟုတ်ဘူးကမ္မကရဏညှဉ်းပန်းနှိပ်စက်တဲ့အမှုလို့ဒီလိုမှတ်သားဖို့လိုအပ်တယ်ပေါ့နော်ရိုးရိုးကံကြမ္မာဆိုတာကတော့ကံတရားကိုပဲကံကြမ္မာလို့ခေါ်တာကြမ္မာငင်းလာတယ်တို့ဘာတို့ဗမာစကားမှာသုံးတာကံကိုပဲသုံးတဲ့စကားလုံးအဲ့ဒါ32ပါးသောကံကြမ္မာဆိုတာတော့ညှဉ်းပန်းနှိပ်စက်မှု32မျိုးလို့ဒီလိုဆိုလို့တယ်အဲ့32မျိုးတဲက26မျိုးကိုဒီသုတ်တံမှာမြတ်စွာဘုရားဘယ်လိုဟောထားတော့ဆိုပြစ်ဒဏ်ပေးပုံဟာနံပါတ်1ကတာဟိပိတာလင်တေပြစ်ဒဏ်ပေးတဲ့အနေနဲ့ဘာလုပ်လဲဒီကြာဘိုးနဲ့ရိုက်တယ်နော်တပြာနဲ့ရိုက်တယ်လူတယောက်ကိုပြစ်ဒဏ်ပေးတဲ့အနေနဲ့ရိုက်တယ်နောက်ရိုက်တာကရိုးရိုးထုံးနဲ့ရိုက်တာတစ်ခုနောက်နံပါတ်2ကျတော့ဝိတ္တေဟိပိတာလင်တေချိန်လုံးနဲ့ရိုက်တယ်အခုစင်ကာပူတို့မလေးရှားတို့ဆိုတာချိန်တန်ပေးတယ်ဆိုတာရှိသေးတယ်ခုချိန်တည်းရှိအဲ့တော့သူတို့ချိန်တန်ကရိုးရိုးချိန်မဟုတ်ဘူးလျှက်စစ်ချိန်တန်တော့တစ်ချက်ရိုက်လိုက်ရင်စုပ်ပြတ်သွားအောင်အရည်တွေစုပ်ပြတ်ပြီးတော့အသားတွေထိအောင်ပေါက်ထွင်းသွားချိန်တန်ပေးတယ်ဆိုတာရှိတယ်စင်ကာပူနိုင်ငံတို့မလေးရှားနိုင်ငံတို့မှာချိန်တန်ဆိုတာရှိတယ်ဗမာပြည်မှာတော့မကြားမိဘူးအဲ့ဒီချိန်လျှက်စစ်ချိန်နဲ့ရိုက်တယ်လို့ဒီလိုဆိုတယ်သူတို့ချိန်ရိုက်တော့မယ်ဆိုလို့ရှိရင်အဲ့ဒီလူကိုဆရာဝန်တွေနဲ့အကုန်လုံးကြည့်ထားပြီးတော့မှချိန်တန်ပေးတယ်ကိုရီးယားဇာတ်ကားတွေကြည့်တဲ့ထဲလည်းတွေ့ပါလိမ့်မယ်ချိန်တန်ပေးတယ်ရိုက်တယ်နော်ပြစ်ဒဏ်ခံရပုံတွေအဲ့တော့မြတ်စွာဘုရားရှေးလက်ထက်ကတည်းကဒါတွေကရှိတယ်ကြာဖို့နဲ့ရိုက်တယ်ချိန်နဲ့ရိုက်တယ်နောက်တစ်ခုကအဋ္ဌဒါနကေဟိပတာလင်တေ4000ရှိတဲ့ဒုတ်ကိုတဝက်ဖြတ်လိုက်တော့2000ဆောက်ပုတ်လို့လည်းခေါ်တယ်ဝရင်ဒုတ်လို့လည်းပြောရင်ပြောအဲ့ဒီဝရင်ဒုတ်နဲ့ရိုက်ပြီးတော့ပြစ်ဒဏ်ပေးခံရတာမျိုးတွေရှိကိုရီးယားဇာတ်ကားတွေထဲမှာတွေ့တယ်လေတဖုံဖုံရိုက်နေတာအဲ့ဒါလည်းပဲပြစ်ဒဏ်ပဲဒီလိုဆိုလို့တယ်နော်
ပြစ်ဒဏ်ခံရတယ်နောက်ဒီတဲ့ကြီးတဲ့ပြစ်ဒဏ်တွေခုခေတ်ထီအောင်ရှိနေတော့မယ်ဟတ်ထံပိစိန်တန်တွေလက်ဖြတ်တယ်တခိုးဆိုလက်ဖြတ်တယ်ဆိုတဲ့နိုင်ငံတွေရှိတယ်ခိုးရင်လက်ဖြတ်တယ်အဲ့ရတခိုးဖမ်းပြီးရင်လက်ဖြတ်တာလက်ရှိလို့ခိုးတယ်ဆိုပြီးတော့လက်ကိုဖြတ်ပစ်တယ်အေးပြစ်ဒဏ်ဟာခိုးမှုကိုကျူးလွန်လို့လက်ကိုဖြတ်တယ်ခိုးရမဲ့ပစ္စည်းရှိတဲ့စီသွားလို့ခြေထောက်ကိုဖြတ်တယ်တချို့မှာလက်ရောခြေထောက်ရောဖြတ်တယ်လို့အလုံးပေါင်းလိုက်တဲ့အခါ6ခုဖြစ်သွားလက်ဖြတ်တယ်ခြေဖြတ်တယ်လက်ရောခြေရောဖြတ်တယ်နှစ်ခုဆိုတော့9ခုမြောက်ကြတော့ဘာလုပ်လဲနရွက်ကိုဖြတ်တယ်ပြစ်ဒဏ်ချမှတ်တဲ့အနေနဲ့နရွက်ကိုဖြတ်တယ်10ခုမြောက်ကြတော့နှာခေါင်းကိုဖြတ်တယ်9ခုမြောက်ပြစ်ဒဏ်ဆိုတာသတ်မှတ်တာတော့နရွက်ရောနှာခေါင်းရောနှစ်ခုစလုံးကိုဖြတ်တယ်ဟောရွက်ပြစ်ဆင်းပြစ်ဖြစ်အောင်ပြစ်ဒဏ်ချမှတ်ပြီးတော့ဒီလိုပြစ်ပေးတာမျိုးတွေဟာရှေးတုန်းကရှိတယ်အခုခေတ်မှာလည်းတချို့နိုင်ငံတွေရှိနေတုန်းပဲမြတ်စွာဘုရားဟောတဲ့စာထဲပါနေတာဟာရှေးတုန်းကတကယ်ရှိခဲ့တာတွေပေါ့ဒီလိုဆိုလို့တာဒါကိုဒါနဘေးလို့ခေါ်တယ်နံပါတ်30ဒီတဲ့ဆိုတဲ့ဘေးကဘာလို့ဆိုဘိလင်္ဂထာလိကတဲ့ဘိလင်္ဂထာလိကတော့အင်မတန်မှရက်ဆက်လွန်တဲ့ပြစ်ဒဏ်ဘိလင်္ဂထာလိကဆိုတဲ့ဟာဘလောက်ရက်ဆက်တာတော့ဆိုရင်ခေါင်းကိုခေါင်းဆိုတာအပေါ်အခွန်အုပ်ထားအယိုးနဲ့အုပ်ထားတဲ့အုံနောက်အခွန်ကိုအဲ့ဒါကိုဖောက်ပြီးတဲ့အခါကျတော့မီးရဲလှုပ်ထားတဲ့တံပူတုံးကိုအဲ့ဒီဖောက်ထားတဲ့အပေါက်ကနေထဲ့တဲ့အခါကျတော့အုံနောက်ဟာစူပွက်ပြီးတော့ဒီပအုံးကြီးချက်တဲ့အခါမှာယိုထွက်လာတယ်လို့ပဲလူရဲ့အုံနောက်ကမီးဘူးရှိန်နဲ့ပြန်ပြီးတော့ယိုထွက်လာအောင်လှုပ်ထားတဲ့ဒါကတော့အလွန်ရက်ဆက်လွန်အားကြီးတယ်ညှဉ်းပန်းနှိပ်စက်မှုလို့ခေါ်တယ်ဒါလောက်ညှဉ်းပန်းနှိပ်စက်တာလည်းပဲဒါတစ်ချိန်လုံးကတကယ်ကိုပြစ်ဒဏ်ပေးခဲ့တာမျိုးရှိခဲ့တယ်ဆိုတာထင်ရှားတယ်17ခုမြောက်ညှဉ်းပန်းနှိပ်စက်မှုကြတော့ဘာလုပ်လဲဆိုသင်္ခမုန်ဒီကလို့ခေါ်တယ်မုန်ဒဆိုတာခေါင်းတုံးအောင်လုပ်တာသင်္ခဆိုတာခရုသင်းလို့ခေါင်းတုံးဘယ်လိုလုပ်တုံးဆိုရင်နရွက်အထက်နားကအရေးခေါင်းကိုနရွက်အထက်နားတို့နှစ်ဖူးတို့နောက်ဆက်တို့အကုန်လုံးအရေးပြားကိုလှက်ပတ်ပြီးတော့တင်တုံးသားနဲ့လှီးလိုက်တယ်အရေးတွေကိုအယိုးပေါ်ရောက်တီအောင်လှီးတာလှီးပြီးတဲ့အခါကျတော့ဆံမင်ကိုဆောင်းဆွဲလိုက်တဲ့အခါကျတော့အယိုးကုန်ကြီးပေါ်လာမှာစိတ်နဲ့ပဲတွေးကြည့်လိုက်နော်စိတ်နဲ့ပဲတွေးကြည့်လိုက်အပေါ်ယံအရေးတွေကိုဆုပ်ပြစ်လိုက်တယ်ကွက်ပြီးတော့အလိလိတယ်ဟုတ်လားအရေးတွေကိုသင်တုံးနဲ့လှက်ပတ်ပြီးတော့လှီးလိုက်တယ်လှီးပြီးရင်ဆပင်ကိုဆောင်းဆွဲလိုက်တာနဲ့အုံနောက်ကြီးခေါင်းရိုးကြီးပေါ်လာခေါင်းရိုးကြီးပေါ်အဲ့ဒီပေါ်လာတဲ့ခေါင်းရိုးကြီးကိုမှကြောက်ကြမ်းနဲ့ပုတ်ပြီးတော့ခရုသင်းလို့ဖွေးဆွတ်သွားအောင်လုပ်တာတဲ့ဘယ်လောက်ခံရမလဲဆိုတာစဉ်းစားတာကြည့်အဲ့ဒါသင်္ကမုန်ဒီကပြစ်ဒဏ်လို့ခေါ်တယ်ဟောနောက်တစ်ခုကျတော့ယာဟုမုခတဲ့ဒီပါနေပြီးတော့နေရွက်နာနေပြီးတော့ပါးစပ်ပေါက်ဟိုဘက်ဒီဘက်ထိုးဖောက်ထွင်းအပေါက်ဖောက်ပြီးတဲ့အခါကျတော့ပါးစပ်ကိုတန်ချောင်းနဲ့ထောက်ပြီးတော့ပါးစပ်ထဲမှာမီးထွန်းတဲ့နော်ပါးစပ်ထဲမှာမီးထွန်းနဲ့ညှဉ်းပန်းနှိပ်စက်မှုပါးစပ်ကိုဟထားပြီးတော့အဲ့ဒါပိတ်လို့မရအောင်တန်ချောင်းနဲ့ထောက်ထားပြီးအတွင်းထဲမှာမီးထွန်းတာအဲ့ဒါကိုယာဟုမုခလို့ခေါ်တယ်ညှဉ်းပန်းနှိပ်စက်မှုတဲ့73ခုမြောက်ကြတော့ဘာလို့ဆိုရင်တကူလုံးကိုစီစိန်ထားတဲ့အဝတ်တွေနဲ့ရစ်ပတ်ပြီးတော့မီးရှို့အဲ့လိုမီးရှို့ပြီးတော့လည်းပဲအပြစ်ဒဏ်ပေးတာမျိုးရှိတယ်တည်တံပေးပုံလေးပေါ့နော်အလွန်ကြောက်စရာကောင်းတဲ့တည်တံပေးပုံခုခေတ်ကမှလည်းနည်းနည်းတော်သေးတယ်လို့တဏှတ်နဲ့ပြစ်တာတို့နော်တဏှတ်နဲ့ပြစ်တာတို့ကျိုးတံတို့ကနည်းနည်းတော်အောင်မယ်လို့ထင်
အဲ့ဒီရှေးတုန်းကပိုရက်ဆက်တဲ့သဘောရှိရက်ဆက်တယ်ပိုရက်ဆက်တယ်နောက်တစ်ခု14ခုမြောက်ကဟဋ္ဌပစ္စောတိကလက်တင်မဲ့စီစွတ်ထားတဲ့အဝတ်တွေပတ်ပြီးတော့မီးရှို့တာလက်ကိုမီးရှို့ပြစ်တာအဲ့ဒီဟာ14ခုမြောက်15ခုမြောက်ကြတော့ဧရကဝတ္တိကလို့ခေါ်တယ်ဒီဒုစစ်နှစ်ဖက်တထောင်စစ်နှစ်ဖက်အဲ့ဓာတွေကိုတန်ခွင်းနေစွတ်ပြီးတော့မြေကြီးမှာရိုက်လေးချောင်းထောက်နေတဲ့ပုံစံမျိုးမြေကြီးမှာဆွဲရိုက်ပြီးတော့ဆွဲလှဲ့တဲ့ညှဉ်းပန်းနှိပ်စက်မှုမျိုးတဲ့တန်ခွင်းနေချီပြီးတော့ဆွဲလှဲ့တဲ့ညှဉ်းပန်းနှိပ်စက်မှုမျိုးနောက်16ခုမြောက်ကြတော့ဘာတော့စိရဝါတိကခန္ဓာကိုယ်မှာရှိတဲ့အရည်တွေကိုအကုန်လွှာချပြီးတော့အပေါ်ကအရည်တွေကိုအောက်ကိုလွှာချလိုက်တာအပေါ်ပိုင်းကအရည်တွေကအောက်ကိုအဝတ်ဝတ်ထားတယ်လို့ဗတ်လက်ကြီးကျလာအဲ့ဒီလိုဗတ်လက်ကြီးကျသွားတဲ့ဟာမှာနောက်ကနေအတင်းရိုက်ပြီးပြေးခိုင်းတော့သူ့အရည်နဲ့သူတက်နင်းပြီးတော့တပိုင်းပိုင်းလဲသွားအောင်ညှင်းဆဲတယ်ညှင်းဆဲမှုမျိုးတဲ့ဒါလို့ဆိုတယ်စိရဝါတိကနောက်တစ်ခုကျတော့အင်းနီမီတဲ့သားကောင်ဆိုတာသားကောင်တစ်ကောင်ကိုတတ်တဲ့အခါမှာညှဉ်းပန်းနှိပ်စက်မှုမျိုးအဲ့ဒီညှဉ်းပန်းနှိပ်စက်မှုမျိုးတွေလည်းပြုလုပ်တယ်တဲ့18ခုမြောက်ကြတော့ပလိတပန္တိကငမြားချိတ်နဲ့တကူလုံးဆွဲပြီးတော့အကျော်တွေကိုဆွဲထုတ်တယ်ငမြားချိတ်လို့အချွန်နဲ့အကောက်နဲ့ဆွဲပြီးတော့အသားတွေအမြင်တွေကိုဆွဲထုတ်ပြီးတော့ညှဉ်းပန်းနှိပ်စက်တဲ့နှိပ်စက်မှုမျိုး19ခုမြောက်ကြတော့လူခန္ဓာကိုယ်တစ်ခုလုံးကိုကြပ်ပြားဝိုင်းလောက်ဒီအပေါက်တွေဖောက်ပြီးတော့အသားတွေကိုထုတ်တဲ့ညှဉ်းဆဲမှုမျိုးဘယ်လောက်နာကျင်မယ်ဆိုတာစဉ်းစားတာကြည့်ပြီးတော့နော်တေတံပေးပုံဟာရိုးရိုးပေးတာမဟုတ်ဘူးနောက်တစ်ခု20ခုမြောက်ညှဉ်းပန်းနှိပ်စက်မှုကတော့ခါရာပဋိစိကလို့ခေါ်တယ်သူကြတော့ခန္ဓာကိုယ်မှာအကုန်လုံးလှီးဖြတ်ထားပြီးတော့မလုပ်လဲစားရည်ပက်တယ်နော်ခန္ဓာကိုယ်တစ်ကိုယ်လုံးကိုလှီးဖြတ်ပြီးတော့စားရည်ပက်ပြီးတော့ညှဉ်းပန်းနှိပ်စက်တဲ့နှိပ်စက်မှုမျိုး20ကြတော့ပလိကပရိဝတ္တိကလူကိုစောင်းအိတ်ခိုင်းပြီးတော့လက်ရပဲနားကနေပြီးတော့လက်ဝဲပဲနားထိအောင်တန်ကြော်နဲ့မြေကြီးကိုရိုက်ဆွဲပြီးတော့ခြေထောက်ကနေဆွဲပြီးတော့လှဲ့တဲ့လှဲ့နေကမျိုးနဲ့ညှဉ်းပန်းနှိပ်စက်မှုမျိုးတဲ့နောက်20နှစ်ကျတော့ပလာလပိဋိကကောက်ရိုးအင်းမြင့်ကြီးလို့ခန္ဓာကိုယ်ရှိတဲ့အရေးတူအရေးပါတွေအကုန်လုံးဆွဲဆုပ်ပြီးတော့တကူလုံးပြုတ်ဖတ်သွားအောင်နောက်တစ်ခုကခန္ဓာကိုယ်မှာရှိတဲ့အယိုးတွေအကုန်လုံးကြေသွားအောင်ပြင်မဲ့ကအသားတွေကိုမဆုပ်စေဘဲနဲ့အယိုးတွေကိုကြေမွသွားအောင်စပယ်ကြီးလှုပ်တဲ့နည်းပေါ့လေစပယ်ကြီးမွေကလူကိုမျိုးမယ်တိရစ္ဆာန်တွေကိုမျိုးမယ်ဆိုလို့ရှိရင်သူကရစ်ပတ်လိုက်တာရစ်ပတ်ပြီးတော့ဆွဲဆန်းလိုက်တယ်ဆွဲဆန်းလိုက်လို့ရှိရင်အယိုးတွေဘာတွေကအကုန်လုံးပြုတ်ထွက်ကုန်နော်ပြုတ်ထွက်ကုန်အခုညှဉ်းပန်းနှိပ်စက်မှုကထိုလို့ထောင်လောင်ဖြစ်နေတဲ့အယိုးတွေကြေသွားအောင်အတွင်းကြေသွားအောင်ထုရိုက်ထားလိုက်တဲ့အခါကျတော့အယိုးတွေကအကုန်ကွဲမှုန့်သွားပြီးတော့အပေါ်ယံပဲအသားတွေလို့အကုန်လုံးပျော့ဖတ်ပြီးတော့လူဟာမထောင်နိုင်လောက်အောင်ပျော့ဖတ်သွားထဲကအမာမရှိတော့အပျော့ကြီးဖြစ်သွားအောင်လုပ်ပြီးတော့ညှဉ်းပန်းနှိပ်စက်မှုမျိုးတဲ့အဲ့ဒီညှဉ်းပန်းနှိပ်စက်မှုမျိုးလည်းရှိတယ်ပေါ့နောက်တစ်ခုကျတော့23ကျတော့စီကိုပူကျက်နေအောင်ချက်ပြီးတော့စီနဲ့လောင်းချတဲ့ညှဉ်းပန်းနှိပ်စက်မှုမျိုးနံပါတ်24ကျတော့ဘာလို့တော့ဆိုရင်ခွေးစာကျွေးတာဒါတော့ကြားလိုက်တယ်မလားကိုရီးယားနိုင်ငံမှာခွေးစာကျွေးတယ်ဆိုအစာငတ်ခံထားတဲ့3-4ရက်အစာမစားရအောင်ထားတဲ့ခွေးတွေထဲမှာဒီပုဂ္ဂိုလ်မလုံနိုင်အောင်ကြိုးတုပ်ပြီးတော့ချပေးလိုက်ခွေးစာကျွေးတယ်ဆိုတာရှင်းတော့ကတကယ်ရှိတာဟောဒီဘုရားဟောတဲ့ထဲမှာတော့ပါနေတယ်
ဒါကိုပဲအခုချိန်ထိမမေ့ပဲနဲ့တချို့နိုင်ငံကလိုက်နာကျင့်သုံးနေတော့လို့ပြောရမှာပဲဖြစ်တယ်ဒါညမနှိမ့်ဆက်မှုတစ်မျိုးတည်းမှာနံပါတ်24ဟာခွေးစာကျွေးတာနံပါတ်25ကျတော့ဇီဝန္တံပိသူလေဥဒ္ဒတေယအသက်ရှင်လျက်တခြင်းရှုထားတာဒါတော့ကမ္ဘာသမိုင်းမှာကြည့်ပေါ့ Jesus Christ ဆိုတာတခြင်းရှုခံရတာပဲလေတခြင်းရှုထားတာလောကတိုင်လို့ခေါ်တဲ့ဟာအဲ့ဒါလို့တခြင်းရှုပြီးတော့တတ်တာတွေကမြတ်စွာဘုရားလက်ထက်ထိအောင်မယ်လေရှိသေးတယ်မြတ်စွာဘုရားလက်ထက်ထိအောင်အလွန်ရက်ဆက်တဲ့တဏှိကားတွေမြတ်စွာဘုရားလက်ထက်တုန်းကဒီကောသလမင်းကြီးကဇေရဝံကျောင်းကိုတခါတည်းဟာသူစိတ်ကူးရတဲ့အချိန်ထလာတခါတည်းရန်ကြတော့စစ်တပ်အချမ်းရံနဲ့လာတယ်တခါကျတော့စစ်တပ်အချမ်းရံနဲတယ်ပေါ့ကိုရန်တော့အနည်းငယ်နဲ့ဘုရားကျောင်းရောက်ချင်ရောက်အဲ့ဒီဇေရဝံဥယျာဉ်ကြီးနဲ့လည်းဆက်ပြီးတော့အန္တဝနဆိုတဲ့တောအုပ်ကြီးကလည်းရှိတယ်အဲ့ဒီအန္တဝနဆိုတဲ့တောအုပ်ကြီးထဲမှာဓမြတွေတပုံတွေကတခါရှိတယ်အဲ့ထဲမှာပုံအောင်နေကြတာတကယ်တောနဲ့ကြီးကိုတခါတော့ကောသလမင်းကြီးကဒီလိုပဲလာတယ်ဆိုတာကိုသူတို့ကသိတော့ကောသလမင်းကြီးကလည်းဒီနေ့3ကြိမ်ဇေရဝံကျောင်းကိုရောက်လာတတ်တယ်အဲ့ဒီမှာတပုံတွေကဘာစိတ်ကူးထားတော့ဆိုကောသလမင်းကြီးဒီခါလာလို့ရှင်ဇေရဝံကျောင်းကိုဝိုင်းပြီးတော့ဖမ်းမယ်ပေါ့အဲ့ဒါလိုအကြံစီနဲ့လှုပ်ထားတဲ့အချိန်ဘယင်းဆိုတာဘုံကံရှိတော့သတင်းကပေါက်ကြားသွားသတင်းပေါက်ကြားတော့ကောသလမင်းကြီးကစစ်တပ်လွတ်ပြီးတော့အဲ့ဒီအန္တဝနကိုဝိုင်းပြီးတော့တပုံတွေကိုအကုန်လုံးဖမ်းလိုက်တာလူ900အကုန်မိသွားဖမ်းလို့ရတဲ့လူတွေဘာလုပ်တယ်လဲလို့ဆိုရင်ဇေရဝံကျောင်းနဲ့တာဝတိကိုသွားတဲ့လမ်းတစ်လျှောက်မှာဟိုဘက်တစ်ယောက်ဒီဘက်တစ်ယောက်နော်လမ်းဘေးမှာဟိုဘက်ဒီဘက်မျက်နှာချင်းဆိုင်ပြီးတော့တခြင်းရှုပ်ပြီးတော့ထားတာကားစင်တင်ထားလိုက်တာအဲဒီလက်ဝကတိုင်နေနဲ့တယောက်နဲ့တယောက်မျက်နှာချင်းဆုံထားပြီးတော့သူတို့ကိုပြစ်ဒဏ်ပေးထားတယ်အဲ့ဒီလမ်းကမြတ်စွာဘုရားဆွမ်းခံသွားတဲ့လမ်းပဲလေရာဇဂိုမြို့ဒီတာဝတိမြို့တွေကိုဝင်တဲ့အခါမှာဇေရဝံကျောင်းကနေပြီးတော့တာဝတိမြို့တွေဝင်တဲ့လမ်းဟိုဘက်ဒီဘက်မှာလူ900ကိုတခြင်းတင်ထားတယ်ကောသလမင်းကြီးပြစ်ဒဏ်ပေးတယ်ဆိုတာစာထဲမှာမှတ်သားရှိတယ်နော်မြတ်စွာဘုရားကဒါမင်းရေးဆိုရေးကိစ္စမျိုးဖြစ်သည့်အတွက်ကြောင့်ဒီလိုမလုပ်သင့်ဘူးလို့ပြောရင်နိုင်ငံရေးဝင်ရှုပ်ရရောက်မှာဆိုလို့ဘုရားမပြောဘူးအဲ့ဒါဘယ်လိုပြောတော့ဆိုရင်ဘုရင်ကြီးကိုတရားတော်ဟောတယ်။အိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဆင်းရဲတွေဟာအမြဲတမ်းကြီးမားတယ်။တောင်ကြီး၄လုံးအရှိမျက်နှာအနောက်မျက်နှာတောင်မျက်နှာမြောက်မျက်နှာကနေပြီးမိုးထိမြင့်တဲ့တောင်ကြီးတွေလိမ့်လာပြီးဒီထဲမှာရှိတဲ့သရဝါတွေအကုန်လုံးခြေမုံတပ်ဖြတ်သွားမယ်ဆိုတဲ့သတင်းကြားရင်သင်မင်းကြီးဘာလုပ်မလဲဆိုတော့တရားကျင့်ရုံကလွဲလို့ဘာမှလုပ်เสียမရှိပါဘူးအေးအဲ့တိုင်းပဲအိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဒီတောင်ကြီးတွေဟာရှိသမျှသက်ရှိတ attva တွေကိုခြေမုံပြီးတော့လာနေတယ်အိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဒီတောင်ကြီးတွေရဲ့ကြိတ်ချုံမှုကိုခန်းနေရလို့ကုသိုလ်တရားကိုမမေ့မလျော့သင့်ဘူးလို့မြတ်စွာဘုရားကတွယ်ဝိုက်ပြီးတော့တရားဟောတာကောသလမင်းကြီးကိုတွယ်ဝိုက်တယ်အဲ့ဒီတုန်းကလည်းဒီလိုပဲတခြင်းရှိုးတာတခြင်းရှိုးပြီးတော့ပြစ်ဒဏ်ပေးတယ်ပေါ့ဒါဒါနဘေးလို့ခေါ်တယ်ပေါ့နောက်26ခုမြောက်ကြတော့ဘာတော့ဆိုရင်တန်လျက်ဓာတ်နဲ့ခေါင်းကိုဖြတ်တာခေါင်းဖြတ်ပြီးတော့တတ်တဲ့နည်းဟောအလုံးပေါင်းလိုက်တဲ့အခါကျတော့26မျိုးသောကံကြမ္မာဆိုတာအဲ့ဒါညှဉ်းပန်းနှိပ်စက်မှု26မျိုးရှိတယ်ရှေးခေတ်ကဒီလိုညှဉ်းပန်းနှိပ်စက်မှု26မျိုးနဲ့ပြစ်ဒဏ်ကိုပေးလို့ရှိတယ်တဲ့ခဏိခေတ်တော့ဒီတဲ့ပိုတာတွေလည်းရှိကောင်းရှိနိုင်အဲ့ဒါမျိုးကိုဒန္တဘေးလို့ခေါ်တယ်ပြစ်မှုတစ်ခုကျူးလွန်လို့ရှိရင်ဒီလိုပြစ်ဒဏ်တွေကိုခံရတတ်တယ်
ဒါကြောင့်မလို့ဆင်ញင်စဉ်းစားတယ်ပြစ်မှုကျူးလွန်တဲ့ပုဂ္ဂိုလ်တွေဟာပြစ်ဒဏ်ဘေးကိုခံရတာတော့သူကိုယ်သူစဉ်းစားငါလည်းပဲပြစ်မှုကျူးလွန်လို့ရှိရင်ငါလည်းပြစ်ဒဏ်ခံရမှာပဲဒါကြောင့်မို့ဒါနဘေးကိုကြောက်လို့ပြစ်မှုတစုံတရာကျူးလွန်မှုမပြုဘဲနဲ့ကိုယ့်ကိုယ်စင်ကြယ်အောင်ခရုတစိုက်ထိန်းထိန်းသိမ်းသိမ်းနေတယ်ဟောလူတော်လူကောင်းဖြစ်အောင်ကြိုးစားအားထုတ်တယ်ဒီလိုဆိုတာပေါ့နော်နောက်ဆုံးဘေးတစ်ခုကတော့ဘာလို့ဆိုဒုက္ခတိဘေးလို့ခေါ်တယ်ဒုက္ခတိဘေးဆိုတာတော့ဒီဘဝမှာခံရမှာမဟုတ်ဘူးနောက်ဘဝမှာခံရဒုက္ခတိဘေးဆိုတာမကောင်းတဲ့ဘုံဘဝကိုရောက်သွားတာမကောင်းတဲ့ဘုံဘဝရောက်သွားတဲ့တရားတွေကြည့်ကြည့်ပေါ့ကိုယ့်မျက်မြင်အောင်မှရှိတဲ့ကြက်တွေဝက်တွေပဲကြည့်လူတွေကတပ်ဖြတ်ညှင်းဆဲပြီးစားတော့နေကြတာဘယ်သူကအကာအကွယ်ပေးလို့ဘယ်သူမှအကာအကွယ်မပေးဘူးနော်ဒုက္ခတိဘေးဆိုတာအပင်ငယ်ချသွားပြီဆိုရင်လို့ရှိရင်လေဘဝဘေးဒုက္ခတွေသူတို့ခံရမှာပဲအဲ့ဒီဘဝဘေးဒုက္ခဆိုတာသူ့ဘာသူဖြစ်လာတာမဟုတ်ဘူးပြန်ပြီးတော့ဆင်ញင်စဉ်းစားကြည့်တဲ့အခါမြင်တဲ့အခါဒီတိရစ္ဆာန်လေးတွေဟာတစ်ချိန်တုန်းကမကောင်းတဲ့ဒုစရိုက်တွေလုပ်ခဲ့လို့ဒုစရိုက်တွေကျူးလွန်ခဲ့လို့ဒီလိုဖြစ်ခံငါလည်းပဲဒုစရိုက်တွေကိုကျူးလွန်မယ်ဆိုရင်ဖြစ်ပေါ်လာမဲ့ဆိုးကျိုးတွေဟာနောက်ဘဝမှာဖြစ်ပေါ်လာမဲ့ဆိုးကျိုးတွေဟာအလွန်များတယ်အကယ်၍အဲ့ဒီဆိုးကျိုးတွေဒီလိုဒုစရိုက်တွေငါလုပ်နေပြီဆိုရင်အဲ့ဒီဆိုးကျိုးတွေကိုငါခံရမှာပဲလို့စဉ်းစဉ်းစားစားလုပ်ပြီးတော့ဒုက္ခတိဘေးကိုကြိုတင်ပြီးတော့ကြောက်လန့်ပြီးဒုစရိုက်တွေကိုမလုံးမိအောင်သူစရိုက်တရားတွေကိုလုံးမိအောင်ကိုယ့်ကိုယ်တတိပေးပြီးတော့စင်ကြယ်အောင်နေပါလို့မြတ်စွာဘုရားကဒီလိုဆုံးမတာဒါဘေးလေးပါလို့ခေါ်တယ်ဒါကြောင့်မို့လို့ဘေးလေးမျိုးကိုရှောင်၍စင်ကြယ်အောင်နေထိုင်ရမည်စင်ကြယ်အောင်နေထိုင်ခြင်းဟာအင်တာမအရေးကြီးတာမို့မြတ်ဗုဒ္ဓရဲ့အဆုံးအမကိုမြတ်တို့ကြည်ညိုကြတဲ့ဘုရားဘာသာဝင်သူတော်စင်တို့သည်မြတ်စွာဘုရားဆုံးမသည့်အတိုင်းပရာဏုဝါဒဘေးတွေးပြီးတော့လည်းပဲမကောင်းတာကရှောင်ဖို့အတ္တနုဝါဒဘေးတွေးပြီးတော့လည်းမကောင်းမှုကရှောင်ဖို့ပရာဏုဝါဒတွေးပြီးတော့လည်းမကောင်းမှုကရှောင်ဖို့ဒါနဘေးတွေးပြီးတော့လည်းမကောင်းမှုကရှောင်ဖို့ဒုက္ခတိဘေးတွေးပြီးတော့လည်းမကောင်းမှုဒုစရိုက်တွေကရှောင်ပြီးတော့ကိုယ့်ကိုစင်ကြယ်အောင်နေဖို့တို့တွေကြိုးစားကြမယ်လို့ကိုယ်စီဆုံးဖြတ်ပြီးဘုရားမြတ်စွာရဲ့အဆုံးအမတိုင်းကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း